ကျင်းနေတာစာရေးရင်လည်းအားရပါရရေးရမှာကျင်းနေတာကိုကပြောလိုက်လို့မထိမမိဖြစ်သွားမှာနားမလည်ဘူးဖြစ်သွားမှာရှုပ်ထွေးသွားမှာအရင်ဆိုပါတယ်အဲ့တော့ရည်ရွယ်ချက်ကဒီလိုပါလူဦးရေကန့်သက်ထားတယ်ဆိုတာအမြင်တိုက်တွန်းပြီးတော့ပေါ့မဝယ်မနေရအတင်းဝယ်ခိုင်းတဲ့သဘောမျိုးမဟုတ်ပါဘူးလောကမှာလေကျုပ်လိုပဲတော်တို့လည်းခံစားမှုမယ်လို့ကျုပ်ကယူဆတယ်မခံစားဘူးဆိုတဲ့သူတွေကနားမထောင်နေနဲ့ကြော်သွားလိုက်ဘာကြောင့်လဲဆိုတော့အချိန်ပေးရကြုံမနှက်ဘူးဖြစ်မယ်နော်အကျွေးဆိုတဲ့စကားကနှလုံးနဲ့အဲ့ဒီအကျွေးဆိုတဲ့စကားနှလုံးနဲ့ဒီကျုပ်ဘဝကြီးတစ်ခုလုံးခြားခြားလဲသွားခဲ့ပြီအဲ့ဒါနံပါတ်1အကျွေးနံပါတ်2ငွေမရှိရင်ပညာဘလောက်တက်တက်ဘလောက်ရွှေမျိုးတော်တယ်ပြောပြောဘလောက်ပဲဉာဏ်ကောင်းတယ်ပြောပြောဒီပုံရမျိုးဘလောက်ပဲကိုရီကိုသွေးတွေကောင်းနေတယ်ပဲပြောပြောပတ်စံမရှိရင်ဘယ်သူမှအတိမတ်မပြုအဲ့ဒီဘဝမျိုးကိုတရက်ကြုံတွေ့ရတာမဟုတ်ဘူးတစ်လကြုံတွေ့ရတာမဟုတ်ဘူးတစ်နှစ်ကြုံတွေ့ရတာမဟုတ်ဘူးနော်ဒီတဲ့အခါမှာမျက်စိနှလုံးပွင့်ပြီဆိုရင်ငါဒီနေ့ထမင်းဘယ်လိုချက်စားရမလဲငါသားလေးတွေကိုငါကြောင်းမုံကိုဘယ်လိုပေးရမလဲငါလာကုန်ရင်အိမ်လာကဘယ်လိုပေးရမလဲမီတာဆာရွက်တွေလာမဲ့နေ့ဆိုရင်ရင်ထဲမှာကလားဖျားပွဲလှည့်နေတယ်ခဏလေးကန်နေတာပုံနဲ့ရေကြီးရေတန်းတောင်ဝယ်မတောက်နိုင်တဲ့ဘဝကိုချီထားငားထားတဲ့သူနဲ့လမ်းမှာတွေ့ရင်လေအုံနေရနေနဲ့ခေါင်းနေနဲ့သာပြေးတိုက်လိုက်ချင်တာသူနဲ့လမ်းမှာမစုံချင်တော်တော်ဖြစ်ဘူးလားအဲ့လိုအခုဆုံးကြည့်ရဝယ်ရအဲ့တော့ဘလောက်ပွဲရဘလောက်ပညာတက်ဘလောက်ပဲတော်နေပါစေပတ်သက်မရှိတဲ့ဘဝကသွားမြောင်းနေဘူးရွှေမျိုးဆိုတာလည်းမရှိဘူးမိသားစုဆိုတာလည်းမရှိဘူးမိတ်ဆွေဆိုတာလည်းမရှိဘူးအဲ့ဒီကနေပြီးတော့မှကျုပ်စီယာကရော့စမငွေဝင်ပကံထွန်းဆိုပြီးကျုပ်ထွန်းလိုက်တာတော်တို့အခုလိုပဲပြန်မျှဝေလို့ပြောပြလို့ရသွားပြီသမိုင်းတရက်ထူလို့ရသွားပြီအဲ့ဒီငွေဝင်စမပကံဆိုတာလေပေါ်ပေါ်လောလောအတိတ်ထံဝင်လို့ရနေတာမျိုးမဟုတ်ဘူးတစ်ခေါက်အတိတ်ထံဝင်တဲ့အခါမှာ9ယောက်9ယောက်17ယောက်18ယောက်ဒီလိုပဲရတာပါဒါကြောင့်ပြောတာပါတိုက်တွန်းတာမဟုတ်ပါဘူးတော့နော်စင်ရဲကင်းကျင်နေဆိုရင်တော့ဒါပဲရှိတာတော့